ကြရင်းရှိသလားဆရာ ဗျာ ။အိုးဆရာကလည်းနောက်မြောက်လင်းနေသလား။ကျမအိမ်အောင်ကြရင်းရှိသလားလို့ဆရာကမဲနေတာ ခင်ဗျတကယ်ပြောတာလားကဲမွေးတက်ကပြော 1940ခု ဒါနဲ့မွေးလား တော်သလင်းလားပါ အိုးဟိုဒါကြောင့်ကို ဆရာဘာဖြစ်လို့လဲဆရာ ဟိုအဲ့ဒီလာမှာမွေးတဲ့လူများအချစ်အားတိတ်ကြီးတာပဲတဲ့ညီမလေးရဲ့ ။ဩဟုတ်ကဲ့ နှလုံးလမ်းကြောင်းမှာလေဖြတ်နေပါလားဗျာ ဆရာအဲ့ဒါဘာဖြစ်နိုင်လဲဆရာ အဲ့ဒါတည်ရင်းရှိရဗျာ ရှင်အိုးဆိုမမကကြည်ရမစုံသေးပဲနဲ့တော့မသိတင်သေးပါဘူးဆရာရဲ့ရေဒီယာလေးပါလေးသေးသေးချာချာဆင်ပေးပါလားဆရာချစ်ချုံမမေ့ပါဘူး ဟုတ်ကဲ့ဆင်ပေးပါမယ် ဟုတ်ကဲ့ဆရာအဝိဆရာကတိုင်ထားတာရှာလိုက်တာ ဩစိတ်မဆိုးပါနဲ့တကြိုးမရဲ့ ဟောဘယ်နဲ့တကြိုးပါလဲတကြိုးမမသိစိုးမမမသိစိုးမမဆရာရဲ့ ဟုတ်အပါတောင်းပါမှာလေစူးမမှာလေ